ဟာကျင်းငှက်တာရကလေးတွေမင်္ဂလာမနဲ့ခင်းမှာကွာမင်းတို့အတွက်မနဲ့စာငါကျွေးရမှာပေါ့ဆိုပြီးလက်ထဲကိုစကွဲလေးတစ်စုပ်ထည့်ပြီးလက်ကလေးကိုပရင်းမောက်အပြင်ကိုထုတ်ပြီးငှက်ကလေးတွေမြစ်တာစေစနာအပြည့်နဲ့ကျွေးနေတဲ့မနဲ့စာလေးကိုလာရောက်သုံးဆောင်ကြပါဆိုပြီးခေါ်လိုက်တဲ့အချိန်မှာငှက်ကလေးတွေကသူ့ရဲ့လက်ဝါးလေးနားကိုပြန်ဝဲပြီးတော့စပန်နံလေးတွေကိုလှုပ်သီးလေးနဲ့စိတ်ပြီးစားအဲ့ဒါလေးကိုပီတိဖြစ်လေးနဲ့မင်းမော်ကုန်းကကြည်နေနဲ့ရုပ်တရက်ဆိုလို့လက်နဲ့ရိုက်တက်ပလိုက်တယ်ဘာလို့ရိုက်တက်တာသူတို့မနဲ့စာကျွေးပြီးပါသူတို့ဝပြီးလို့ရှိရင်မင်းစားဖို့ကြံသေးတယ်လေလှုပ်ပါ item ပဲလှုပ်ပါရိုက်တက်ပလိုက်တယ်အဲ့မှာခြေထောက်လေးကနေကင်ကြည့်လိုက်တဲ့အချိန်မှာငှက်ကလေးကသူ့ကိုဘာလို့အဲ့လိုလှုပ်တာလဲဆိုတော့မျက်လုံးလေးနဲ့အသက်လေးငင်နေတဲ့အချိန်မှာကြည်နေရှင်ထဲမှာစို့ပြီးဝမ်းနဲ့စိတ်ဖြစ်သွားပြီးခြေထောက်နဲ့ကင်ခြေထောက်လေးကနေကင်ပြီးတော့ဗရင်မောက်ဖောင်နဲ့ရိုက်တက်တယ်မသိမရှင်ကြီးမကောင်းဘူးဝှစ်ချုပ်ပေးလိုက်ရိုက်တက်လေပေါသေပြီဟဲတဲ့မင်းကြွေးပြီးမင်းဝဝါကြီးတဲ့โอเคတဲ့ငါမနဲ့စာဆိုအမွေးနှုတ်ဖို့နောက်ဖေးထဲဝင်သွားတယ်ကကားကန်ကန်ရဲ့အကျိုးများလားကွာအဲ့ဒီမှာပဲဒီဘက်ကအချမ်းကလူငယ်လေးတည်းဦးဟာအိဇဘက်ထွန်းတော့ဟာသူအိတ်ဆက်နေတဲ့အိယာကြီးပေါ်ကနေပြီးတော့ဟဲ့ပလက်အိတ်နေတာကိုမြတ်သူကပဲများနေတယ်နိုးထလာပါတယ်ဟဲ့မထနိုင်အောင်လေချက်ချင်းဘယ်သူမှနိုးချင်းအဲ့လိုမတက်ကောက်မထဘူးခေါင်းလေးရင်ထတာတဘာဝကြောင်လို့ခေါင်းလေးနိုးထလာပါတယ်သူ့ချင်ရင်ကိုကြည့်လိုက်ပြီးတော့အောင်ပါတဲ့မင်းကငါအရင်နိုးနေပါလားမိချင်ချင်းမှာမင်းမွေးထားတဲ့ခွေးကလေးတစ်ကောင်ရှိရဲ့သူကနိုးခွေးလေးရှိနေတာဒုက္ခပဲအေးโอเคသူအဲ့နဲ့ဂရင်ဘောနေစင်းတယ်တဲ့ငါတနေ့လုံးနဲ့ပိတ်မန်းထားတော့တညာလုံးအေးလိုက်တာပေပွားရှုပ်ပွားသွားတာပဲတဲ့ဂရင်ကြီးဟာတဲ့တေချာရှင်းလိုက်အောင်ပါပဲသူခေါင်းလေးတွေကိုတေချာလေးဖုတ်ပက်စီတင်လိုက်တယ်ဆောင်းလေးကိုခောက်တယ်ဘောင်းတေချာလေးခောက်တယ်အေးခင်းလေးကိုဆွဲတယ်တက်ရက်သွားတယ်သူ့အိယာလေးကိုကြည့်ပြီးတော့ပီတိဖြစ်ပြီးတော့ပြန်ဖွာတယ်ငကိုတိုင်းပဲကောင်းပါတယ်ညလည်းပြန်ပွားမှာပဲလေပြန်ဖွာတယ်အဲ့လိုပြပါโอเคတဲ့ဟုတ်ပြီတဲ့တဲ့ဒီနေ့တဲ့ငါ breakfast စားအောင်ပါပဲโอเคတဲ့ breakfast စားမယ်ဆိုပြီးတော့မိဖို့ကြောင့်လည်းဝင်ပါတယ်ဟုတ်ပြီကြောင်ရင်တကားဆော့ဖွင့်လိုက်တဲ့အချိန်မှာ New Zealand လာတဲ့နွားတို့မိုက်ဖန်ကော်ထည့်လိုက်တယ်ပြင်သစ်ကလာတဲ့ပေါင်မုတ်မိကင်လိုက်တယ်Australia လာတဲ့ထောပတ်ကိုယူလိုက်တယ်ပေါင်မုတ်ကိုပါလေးတုပ်တယ်โอเคနွားတို့ရဲ့ပေါင်မုတ်ရဲ့ချောဘက်ရဲ့အကုန်အဆင်ပြေပြီဆိုခွေးချကျွေးလိုက်တယ်မင်းကတရိษံတွေကိုသနာတယ်